Hello မင်္ဂလာပါဒီနေ့တော့ဆောင်းရသည်မှာတင်တော့ပါစက်တရားပြက်စားတာထီထီမီမီမရှိရှိချင်နေဆိုရင်ဒီဟင်းလေးရှက်စားခြင်းနော်အိမ်ကပင်ရလေးချမောင်သီးလေးခူးတော့ချမောင်ပင်လေးခုတ်တော့ချမောင်သီးအိမ်မှာဒီနေ့ချမောင်သီးကြော်တယ်ပြီးတော့မုံရင်းဟင်းကျိုးရဲ့ချက်တယ်ပေါ့နော်ချမောင်သီးကအိမ်ကအပင်ကအစိမ်းသီးနဲ့အနီသီးဆိုတော့နှစ်မျိုးလုံးအဲ့လိုပေါ့နော်ရောနာအဲ့ဒါခူးထားပြီးတော့2ရက်3ရက်လောက်နေမှကြော်တာဆိုအသီးလေးရနည်းနည်းနွမ်းတယ်ပေါ့နော်ရီစေးထားတဲ့ချမောင်သီးတွေကိုပြီးစားရှိုမုံစက်သွန်ဖြူနေငယ်သီးစိမ့်ထောင်းနောက်ကနနွင်းငယ်သီးခွဲချမ်းမုတ်ပေါ့နော်ခွဲချမ်းမုတ်ထည့်မယ်ပြီးလို့ရှိရင်အဲ့ဒါတွေကိုပေါ့နော်အကုန်လုံးရောပြီးတော့နေထားမယ်နေပြီးတော့ပေါ့နော်ဟိုပါပေါ့တည်ထားမယ်ပေါ့နော်စူလာပြီဆိုရင်ချမောင်သီးတွေကိုမကတ်အောင်မှွေပေးပါမယ်ချမောင်သီးကငပိပြောပါတယ်ဆိုတော့လေမကတ်အောင်သူ့မှွေပေးမယ်ချမောင်သီးတွေနူးလာတဲ့အထိပေါ့နော်သူ့ကိုဘယ်လိုခေါ်မလဲရီတစ်ခါခန်းသွားရီတစ်ခါထပ်ထည့်ပြီးတော့မှွေပေးမယ်ပေါ့နော်ရီကတော့ရီအေးမဟုတ်ပေါ့နော်ရီနွေးပေါ့နော်ရီနွေးထည့်ပြီးတော့သူ့ချမောင်သီးတွေအိလာတဲ့အထိမှွေပေးပါမယ်တော့ငပိနဲ့ဆိုတော့လေအောက်ကအိုးကကတ်တော့သူ့အိုးမကတ်အောင်မှွေပေးမယ်ရေခမ်းပြီးတော့ရှမောင်သီးလေးတွေဤလာလို့ရှိရင်အရသာရှိတဲ့ရှမောင်သီးကြော်လေးတစ်ခွက်ရပါပြီအဲ့ဒါလေးကိုဘာနဲ့စားမလဲဆိုလို့ရှိရင်မုံကြီးဟင်းကျူလေးနဲ့တွဲဖက်ပြီးတော့စားပါမယ်ဟီရီအတွက်အရင်ဆုံးရင်နွေးကိုတည်ထားမယ်ပေါ့နော်ပြီးလို့ရှိရင်စူလာလို့ရှိရင်မုံကြီးလေးတွေခတ်မယ်ပြီးလို့ရှိရင်စက်သွန်ဖြူစက်သွန်ဖြူနဲ့အမေကတော့ငွေသီးစိမ့်လေး3လီတာလောက်အဲ့လိုထောင်းပြီးတော့ပေါ့နော်ဆက်ရှိလေးဖြစ်အောင်သူထည့်မယ်ထည့်ပြီးရင်စားရှိုမုံတင်တယ်လို့ကိုရဲ့ရတာမုံလေးထည့်မယ်ပြီးလို့ရှိရင်မုံရင်ဟင်းရည်လေးရပါပြီအရန်ကိုလိုက်ဖတ်တဲ့ဟင်းအတွဲလေးပါပြီးတော့ကြက်သေးမြင့်လေးပေါ့နော်ကြက်သေးမြင့်ရိုက်တာချက်တာတော့မပြတော့ပါဘူးကြည့်ပြကြတဲ့တယောက်အယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်